Okay ကျွန်တော် project structure လေးလေ့လာပြီးသွားရဆိုတော့ဒီနေ့သင်ခန်းစာမှာကိုယ်ပိုင် compose UI တခုစပြီးရေးကြည့်သွားမယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ UI ဘယ်ကနေစပြီးပေါ်လဲဆိုရင် set context ဆိုတဲ့ block တွေကနေစပြီးပေါ်မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီရှိပြီးသားဟာကိုတစ်ချက်ဖြတ်ချလိုက်မယ်ဖြတ်ပြီးရင်ကျွန်တော်ဒီ original ပါလာတဲ့ greeting ဆိုတဲ့ composable function ပေါ့နော်အဲ့ဟာကိုလည်းကျွန်တော်ဖြတ်လိုက်မယ်ဒါတော့ project create လို့ရင်ပါလာတဲ့ဟာပေါ့နော် Okay အဲ့ဒါဆိုသူ့ကိုတုံးထားရတဲ့ preview ရှိတယ် preview ဆိုတော့ဒီမှာကျွန်တော် emulator မှာ run ခင်မှာ preview ကြည့်တဲ့ဟာပေါ့ Okay အဲ့မှာတုံးထားတဲ့ဒီ my composable theme ဆိုတာလည်းကျွန်တော်တစ်ချက်ဖြတ်ချလိုက်မယ်ဒါဆိုရင်ကျွန်တော် project ကဘာဖြစ်သွားပြီလဲဆိုရင်ဒီမှာ activity class တစ်ခုပဲရှိတော့တယ်ဒါလည်းအလွတ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ preview function ရဲ့အလွတ်တစ်ခုရှိတယ်အဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်ပထမဆုံးအနေနဲ့ composable function တစ်ခုစရေးကြည့်မယ်ရေးမယ်ဆိုတော့ function လို့ရေးလိုက်မယ် function နာမည်ကိုတော့ကျွန်တော် my composable လို့ပေးလိုက်မယ် my composable ပေါ့နော် Okay ပြီးရင်ကျွန်တော်ဒီမှာ function body ဖွင့်ချလိုက်မယ်ကျွန်တော်ဒီ composable function ဆိုရင်ဘယ်လိုရေးရလဲဆိုရင်ပထမဆုံးနဲ့ capital letter ပေါ့အကြီးစလုံးနဲ့ရေးပေးရတယ်ပြီးရင်အပေါ်မှာ composable ဆိုတဲ့ annotation လေးတစ်ချက်အုပ်ပေးရတယ်ဒါဆိုရင် composable function UI function ဖြစ်သွားပြီ Okay အဲ့ဒါကျွန်တော်ပထမဆုံးအနေနဲ့အခြေခံကြဆုံးစာပေါ်တဲ့ UI တစ်ခုရေးကြည့်မယ်ရေးမယ်ဆိုတော့ tag composable ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာ my composable လို့ပေးလိုက်မယ်my composable ပေါ့ Okay အဲ့ဒါဆိုကျွန်တော်ဒါကို emulator မှာ run ခင် preview မှာတစ်ချက်ကြည့်ရင်လည်းကြည့်ရင်လည်းဆိုတော့ဒီ greeting preview ဆိုတဲ့ function ထဲမှာကျွန်တော်တို့က my composable ဆိုတာကိုခေါ်ပေးလိုက်မယ်ခေါ်ပေးလိုက်ရင်မှာကျွန်တော်ဒီ my composable ဆိုတာပေါ်တော့ပေါ်ပြီဒါပေမဲ့အရင်သေးနေရပေါ့ဒီမှာကျွန်တော်ဒီ zoom ကို400ဒီဆွဲလိုက်မှာ Okay ဘာဖြစ်လို့သေးနေလဲဆိုတော့ကျွန်တော်ဒါအပေါ်မှာကျွန်တော်ဒီတင်းနေပါလေ apply မလုပ်ရသေးဘူးနောက်တစ်ခါဒီ material တင်းရဲ့ foundation composable တစ်ခုဖြစ်တဲ့ scaffold ပေါ့နော်အဲ့ဒါလည်းမလုပ်ရသေးတဲ့အတွက်ဒီမှာအလဲခေါင်းမှာဒီ test လေးတစ်ခုပဲမြင်နေရတယ်ပေါ့ Okay အဲ့ဒါဆိုကျွန်တော်ပထမဆုံးအနေနဲ့ theme ကိုကျွန်တော်တို့ရဲ့ composable မှာအုပ်ပေးမယ် theme ကတော့ဘာလို့အုပ်ရလဲဆိုရင်ကျွန်တော် material design ကိုသုံးမယ်ဆိုရင် material design မှာပါတဲ့ color တို့ typography တို့ shape တို့ကျွန်တော်အလှဆင်ကျင်နေဆိုရင် theme ကအပေါ်မှာ1လုပ်ပေးထားဖို့လိုတယ် Okay အဲ့ဒါဆိုကျွန်တော်အပေါ်မှာ theme တစ်ခု1လုပ်လိုက်မယ်ပထမဆုံးကိုယ့်အကို scrap ပေါ့နော်ပုံမှန်အခြေခံနဲ့စပြီးရေးချင်တယ်ဆိုရင်တော့ဘာနဲ့အုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ material theme ဆိုတာနဲ့အုပ်လို့ရတယ် Okay ဒါကိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်အုပ်ချင်တဲ့ composable ပေါ့ဒီမှာဆို tag composable ပေါ့နော်အဲ့ပုံမှာကျွန်တော်တို့ mouse cursor တင်လိုက်မယ်တင်ပြီးဒီမှာ back icon လေးရှိရအဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးဒီမှာ surround with widget ဆိုတာရှိရအဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာပေါ်လာပြီကျွန်တော်တို့ကပုံမှန်တိုင်းရိုး view group မဟုတ်ဘဲနဲ့ view ပဲဆိုရင် container ဆိုတာရွေးလိုက်မယ်ပြီးရင်အဲ့ဘောက်နေရာမှာကျွန်တော်ဘာအစားထိုးမလဲဆိုတော့ material theme ဆိုတာလေးအစားထိုးလိုက်မယ်ဒါဆိုရင်ရပြီဒီမှာနည်းနည်းလေးတော့ပို့ပြီးတော့ကြီးသွားတယ်ပေါ့နော် material theme ဒါဆိုတော့ကျွန်တော်ကကိုယ့်အကူပြန်ရေးရမှာပေါ့သူထဲမှာပါတဲ့ color တို့ဒီမှာ shape typography ပေါ့နော်အဲ့သုံးမျိုးအခြေခံကြဆုံးပေါ့နော် theme မှာ Okay အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ကဒီ project create လုပ်လိုက်ရင်ပထမဆုံးပါလာတဲ့ကို project နာမည်နဲ့ create လုပ်တာတဲ့ theme တစ်ခုရှိတယ်ပေါ့ကျွန်တော် project နာမည်ဆိုတာ my compose lesson ဆိုရင်ဒီမှာ my compose lesson theme ဆိုတာပါတယ်သူကတော့ဘာလဲ create လုပ်ထားလဲဆိုရင်lightning that theme နဲ့ original handle လုပ်ပြီးသားပေါ့ Okay အဲ့ဒါဆိုကျွန်တော်အဲ့ဒါကိုခေါ်လိုက်မယ် my compose lesson theme ပေါ့ Okay အဲ့ဒါခေါ်လိုက်မယ်ခေါ်ပြီးတော့မှကျွန်တော်ဒီမှာ generate လုပ်လိုက်ရင်ရပြီမှာပေါ်လိုက်မယ်ဘာမှတော့ပြောင်းမှာမဟုတ်သေးဘူး Okay အဲ့ဒါဆိုကျွန်တော်ဒါကိုမြင်ရဖို့ဆိုရင်ကျွန်တော်ပြန်မှာသွားလို့လဲဆိုတော့ emulator မှာ run ကြည့်ဖို့လိုတယ်အဲ့ဒါဆိုကျွန်တော်ဒီမှာ emulator တစ်ခု run ထားတယ် API တော့36ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ run လိုက်မယ် run လိုက်ပထမဆုံးချိန်တော့လည်းစောင့်ပေးရမှာဖြစ်တယ် Okay အဲ့ဒါဆိုကျွန်တော်ဒီမှာအဖြူရောင်ကြီးပဲပေါ်နေတယ်ဘာဖြစ်လို့အဖြူရောင်ကြီးပဲပေါ်လဲဆိုတော့ကျွန်တော် set content မှာဘာမှခေါ်မထားရသေးဘူးဒီမှာ preview မှာတော့ my composable ကိုခေါ်ပြီး set content မှာဘာမှမခေါ်သေးတဲ့အတွက်မပေါ်တာပေါ့အဲ့ဒါကျွန်တော်ကိုယ်ပိုင်ရေးထားတဲ့ function လေးခေါ်လိုက်ပဲ my composable ပေါ့ပြီးရင်ကျွန်တော်တစ်ချက် run လိုက်မယ်ဒါဆိုတော့ second byte လောက်ပဲကြာမှာဖြစ်တယ်ပြန်ပွင့်လာလိုက်မယ်ပေါ်ပြီပေါ်ပြီဒါပေမဲ့ကျွန်တော်အပေါ်အရန်ရောက်နေတယ်ပေါ့အခုကျွန်တော်တို့နောက်ဆုံးထွက်တဲ့ဖုန်းတွေဆိုတာလည်းဘေးမှာအကွေးတွေတို့ပြီးရင်ကင်မရာဆိုတဲ့တချို့အကြီးတွေဒီနေရာမှာပါလိမ့်ရှိရပေါ့အဲ့ဒါကြောင့်ဒီအပေါ်ရောက်နေဆိုလည်းမရအောင်မဟုတ်ဘူးဒီအောက်ဆုံးထိရောက်နေလည်းမရအောင်မဟုတ်ဘူးဘာဖြစ်လို့ဆိုတော့အောက်ဆုံးမှာလည်းအကွေးတွေရှိတယ်နောက်တစ်ခါတချို့ဖုန်းတွေဆိုရင်ဒါ setting တွေမှာတော့ပြောင်းလို့ရတယ်ပေါ့နော် back key တို့ home key တို့နောက်တစ်ခါဒီမှာဆိုပါလဲ recent key တို့အဲ့ဒါတွေကကျွန်တော် screen မှာပဲပါတော့ဖြစ်တယ်အရင်တော့ hardware အနေနဲ့မပါတော့ဘူးဟိုအရင်အဟောင်းတွေရလို့ Okay ကျွန်တော်အဲ့ဒါတွေကို handle လုပ်ဖို့ဆိုရင်ဘာ widget နဲ့အုပ်ဖို့လို့လဲဆိုရင် material design system မှာ foundation အကျဆုံး widget ဖြစ်တဲ့ composable ဖြစ်တဲ့ scaffold ဆိုတာနဲ့အုပ်ပေးရတယ် flutter မှာလည်းအတူတူပဲပေါ့နော် Okay အဲ့ဒါကျွန်တော်မှာ surround with widget ဆိုရင်မှာ container ကိုတစ်ချက်ရွေးလိုက်မယ်ပေါက်ဆိုပြီးပေါ်လိုက်မယ်အဲ့မှာကျွန်တော် scaffold ဆိုတဲ့ composable ကိုခေါ်ပေးလိုက်မယ် scaffold ကိုခေါ်ရင်တော့ error တက်တယ်ပေါ့ scaffold ကမဖြစ်မနေ padding ကိုထည့်ပေးရမှာပေါ့ padding ဆိုတာဘာလဲဆိုတော့ဒီ camera ဘယ်လောက်ရှိလဲပေါ့ဒီ status bar လို့ခေါ်တာပေါ့အပေါ်မှာဘယ်လောက်ရှိလဲအောက်မှာဘယ်လောက်ရှိလဲတွက်ချက်ပေးရဖြစ်တယ်အဲ့အတွင်းထဲမှာပဲကျွန်တော် UI ပေါ်အောင်ရေးလို့ရတယ် scaffold က Okay အဲ့ဒါဆိုကျွန်တော်အဲ့ padding ကိုခေါ်လိုက်မယ် padding value ပေါ့နော်ပြီးရင်ကျွန်တော် arrow key လေးခေါ်မယ်ပြီးရင်ကျွန်တော်တို့ကဒီ padding လို့
margin တို့ပေါ့နော်ပါ margin တော့မရှိဘူးပေါ့ဒီမှာ padding တို့က background color တို့အဲ့ဒါတွေကျွန်တော်သုံးချင်တယ်ဆိုရင် box ဆိုတဲ့ composable ကိုသုံးတယ်အဲ့ဆိုကျွန်တော်ဒီမှာ one way widget ဆိုရင်မှာ container ပေါ့နော် container ကိုရွေးလိုက်မယ် container ဒီ box ပဲဖြစ်တယ်ပြီးကျွန်တော်သူ့ရဲ့ constructor ကိုသူ့ရဲ့ function ကိုတစ်ချက်ဖွင့်ချလိုက်မယ်သူက composable function ဖြစ်တဲ့အတွက် function ပေါ့နော် okay အဲ့ဒါတွေကိုကျွန်တော်တို့ modify လုပ်ဖို့ဆိုရင် customize လုပ်ဖို့ဆိုရင် modifier ဆိုရရှိတယ်ပြီးမှကျွန်တော်ဒီမှာရေးလိုက်မယ် modifier တော့ padding ပေါ့ padding ဆိုပြီးမှကျွန်တော်တို့ရဲ့ padding value ဆိုတာကိုထည့်ပေးလိုက်မယ်ဒီ padding value ကဘာလဲဆိုတော့အပေါ်နဲ့အောက်မှာဘယ်လောက်ပေါ့နော်ကျွန်တော်ဒီ status bar ဘယ်လောက်ကင်မရာပေါ့နော်အပေါ်ဘယ်လောက်အောက်က button navigation bar ဘယ်လောက်အဲ့ဒါကိုတစ်ချက်ပေးရဖြစ်တယ်အဲ့ဒါဆိုကျွန်တော်ဒီမှာ run လိုက်မယ် run လိုက်ရင်ကျွန်တော်တို့ရဲ့ compose ဆိုတဲ့ text လေးကဒီကင်မရာအောက်ပေါ့နော် status bar ရဲ့အောက်မှာမြင်ရလာပြီဖြစ်တယ်okay အဲ့ဒါဆိုကျွန်တော် call လဲမှာ functional program ပြီးတော့လေးလာခဲ့ပြီးဒါမျိုး callback parameter တစ်ခုပဲပါလာရင်ကျွန်တော်တို့က is ဆိုတဲ့ keyword ကိုသုံးပြီးတော့ရွှေ့ရှိအောင်လုပ်လို့ရတယ်အဲ့ဒါဆိုကျွန်တော်ဒါကိုတစ်ချက်ဖြတ်ချလိုက်မယ်ဖြတ်ပြီးတော့ဒီ padding value နေရာမှာ if လို့ရေးလိုက်ရင်ရပြီအဲ့ဒါဆိုခဏလို့ကျွန်တော်ဒီ arrow key တွေပါလေမရှုပ်တော့ဘူးပေါ့နော် okay အဲ့ဒါပြန်လာလိုက်မယ် run လိုက်တော့ဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူးဒီတိုင်းပဲဖြစ်တယ်okay အဲ့ဒါကျွန်တော်ဒီ text ကို customize လုပ်မယ်ဥပမာကျွန်တော်ဒီ text site တို့ဘာလို့ပေါ့နော် okay text site တို့ဘာလို့ customize မလုပ်ခင်ကျွန်တော် material theme မှာfont site ဘယ်နှမျိုးရှိလဲဆိုတာတစ်ချက်လေ့လာကြည့်မယ်လေ့လာမယ်ဆိုကျွန်တော် browser ကိုတစ်ချက်သွားလိုက်မယ်သွားပြီးတော့ကျွန်တော်ဒီ material website ကိုသွားလိုက်ပါနော်သွားမယ်ဆိုတော့ဒီမှာ material 3လို့ရိုက်ချလိုက်ပါနော် material 3ဆို Google ရဲ့ material 3 website ရှိတယ်မှာ m3.material.io ပေါ့အဲ့ဒါကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးကျွန်တော် style ဆိုတာရှိရ style ထဲမှာ typography ဆိုတော့သွားလိုက်မယ်သွားပြီးရင်ကျွန်တော်ဒီမှာ text key and token ဆိုတာရှိရအဲ့ထဲကိုဝင်လိုက်မယ်ဝင်လိုက်ရင်ကျွန်တော်တို့ material 3မှာ original ပါတဲ့ font size ဒီ15မျိုးရှိတယ်ဘာလို့ဆိုကျွန်တော်တို့မှာ font က9မျိုးရှိရပေါ့အခြေခံအဖြစ်ဒါအကြီးဆုံးကနေအသေးဆုံးကိုသွားတာဖြစ်တယ် display style ရှိတယ် heading ရှိတယ် title ရှိတယ် body ရှိတယ် label ရှိတယ်9မျိုးပေါ့အဲ9မျိုးမှာ3မျိုးစီထပ်ခွဲတယ်ဘာလို့ဆိုတော့ဒီမှာ display မှာဆိုရင် G အသေး medium ပေါ့နော်left medium small ဆိုပြီး3မျိုးရှိတယ်ဒီအသေးဆုံးမှာဆိုရင်လည်းအဲ့ဒါမျိုး9ခုမှာ9ခုရှိတဲ့ထဲမှာ9ခုကို3မျိုးထပ်ခွဲတဲ့15မျိုးရှိရပေါ့အပေါ်ဆုံးက display တီတော့အကြီးဆုံးဖြစ်တယ်အောက်က label တီတော့အငယ်ဆုံးဖြစ်တယ်အစင်လိုက်သေးတော့တာပေါ့နော်များသောအားဖြင့်ကျွန်တော်တို့ဒီ screen မှာအလဲကောင်မှာမြင်ရတဲ့ဟာဆိုရင်တော့ body ရာကိုသုံးနေရှိတယ်ဘာလို့ဆိုတော့ body ကိုနော် title ဆိုတော့ဘယ်မှာသုံးလဲဆိုတော့အပေါ်မှာ app bar တွေဘာလို့မှာဆိုရင် title မှာသုံးနေရှိရပေါ့နော် okay ဒီမှာအပေါ်မှာသူ့မှာလည်း site တွေပြထားတယ်ဒီမှာ display ဆိုရင်ဘယ်လောက်ပေါ့နော်အဲ့လိုပြထားတယ်15မျိုးပေါ့ okay အဲ့လိုမျိုးပါလာတဲ့ original ကိုသုံးချင်လဲသုံးလို့ရတယ်ဒါမှမဟုတ်ကိုယ့်အသေး8တော့20တော့ပေးပြီးမှသုံးချင်လဲသုံးလို့ရတယ်okay သုံးမယ်ဆိုတော့ကျွန်တော် Android မှာ unit 2မျိုးသိဖို့လိုတယ်အဲ့ဒါတော့ဘာလဲဆိုတော့အခြေခံကြဆုံးကတော့ DP ရယ် SP ရယ်ဖြစ်တယ် DP ဆိုတော့ density independent pixel လို့ခေါ်တယ်သူကတော့ဘယ်ချိန်မှာသုံးလဲဆိုရင် width height တို့ padding တို့မှာသုံးနေရှိတယ် SP ပေါ့ SP ကကြောက်ပါလဲဆိုတော့ scale independent pixel လို့ခေါ်တယ်သူကတော့ font size မှာသုံးနေရှိတယ် okay ဘာလို့ independent လို့ခေါ်လဲဆိုတော့ကျွန်တော်တို့အခြေခံကြဆုံးတော့ pixel လို့ခေါ်တာပေါ့ pixel ဆိုတာကျွန်တော်ဒီ screen ပေါ်မှာအသေးဆုံးလေးပေါ်တာကို pixel လို့ခေါ်တယ် point လေးတစ်ခုပေါ့ okay အဲ့နေရာမှာကျွန်တော်တို့ကဒီ independent ဆိုတာကြောင့်ဖုန်းရဲ့ resolution ပေါ်မူတည်ပြီးပြောင်းသွားဖြစ်တယ်ဥပမာကျွန်တော်300လို့ဖွင့်ပေးရဆိုရင်ပူကြမလို့ကျွန်တော်တို့ဒီဖုန်းတွေ screen size တွေ resolution တွေပြောင်းသွားလဲသူကတင့်တော်အောင် origin တွက်ချက်ပြီးမှလုပ်ပေးသွားတာပေါ့နော်ဒီ scale and density independent pixel ဆိုတာ scale independent pixel ဆိုတာကြောင့် font size အတွက်ဖြစ်တယ် font size ကကျွန်တော်ဘာတစ်ခုပို့သွားမလဲဆိုတော့ resolution အလိုက်လဲအဆင်ပြေအောင်ပေါ်ပေးနိုင်တယ်နောက်တစ်ခါကျွန်တော် user setting တွေကနေချိန်နဲ့ချိန်ကြရင် setting ထဲမှာ font size ရှိရပေါ့နော် font size ကြီးရသေးရဲ့ချိန်ကြရင်လဲသူကဒီ screen ပေါ်မှာပေါ်အောင်တစ်ချက်ပေးရဖြစ်တယ်အဲဒါကြောင့်ဒီ SP ကတော့ဘာပို့မလဲဆိုရင် user ရဲ့ setting တွေက font size ပို့သွားမယ်သူကလည်း independent ဖြစ်တယ်ပေါ့ okay အဲ့နှစ်ခုကိုတော့ကျွန်တော်နောက်သင်ခန်းစာမှာအသေးစိတ်လေ့လာမယ်ကျွန်တော်တို့တခြား flutter တို့ဘာလို့ crop platform တွေမှာဆိုရင်ဒါတွေသိကြမလို့ပေါ့နော်ဥပမာ300တို့500တို့ရေးတာနဲ့ရပြီဒါပေမဲ့ကျွန်တော် Android မှာဆိုတော့သိဖို့လိုတယ်ဒါကိုသိရဆိုရင်ဘာကောင်းလဲဆိုရင်ကျွန်တော်ပို့ပြီးတော့မှလည်း customize လုပ်လို့ရတယ်ပေါ့နော် okay အဲ့ဒါတော့နောက်သင်ခန်းစာမေးလာမယ်ခုသင်ခန်းစာကိုဘာသိဖို့လိုလဲဆိုရင် width height ဆိုရင် DP သုံးရမယ်ကျွန်တော်တို့ width height တို့ padding တို့ဆိုရင်ပေါ့အဲကျွန်တော် font size ဆိုရင်တော့ SP သုံးရမယ်အဲဆိုကျွန်တော် font size ကိုအခုကြီးမှာဆိုတော့font size ဒီအခုလောဆယ်ဘာသုံးထားလဲဆိုတော့ကျွန်တော်ဒီ typography ထဲမှာ body left ဆိုတော့သုံးထားတာဖြစ်တယ်အဲဆိုကျွန်တော်တို့က20လောက်ပေးကြည့်မယ်ပေးကြည့်မှာဆိုတော့ဒီ my composable ဆိုတာနောက်မှာ comma ခံမယ်ပြီးအောက်ကိုတစ်ချောင်းဆင်းချလိုက်မယ်ဆင်းပြီးရင်ကျွန်တော်ဒီမှာပြောင်းလိုက်မယ် font size ပေါ့နော် font size ဆိုပြီးတော့မှကျွန်တော်ဘယ်လောက်ပေးမလဲဆိုရင် 28.sp ဆိုပြီးမှကျွန်တော်ယူလိုက်ပါမယ် okay ပြီးရင်ကျွန်တော်ဒီမှာ run လိုက်မယ်လာရင်ပို့ပြီးတော့မှကြီးလိုက်မယ်ဒီမှာ28ဆိုတော့ပေါ့နော် okay အဲ့ဒါပို့ပြီးတော့မှကြီးအောင်လုပ်လိုက်မယ်48လောက်ပေးကြည့်လိုက်မယ်ပြီးပြီးတော့မှကျွန်တော်တစ်ချက် run လိုက်မယ်
run လိုက်ရင်48ဆိုပို့ပြီးကြီးသွားပြီပေါ့နော် okay ပြီးရင်ကျွန်တော်အယောင်ပြောင်းကြည့်မယ်ပြောင်းမယ်ဆိုတော့ color ပေါ့နော် color ဆိုတော့ကျွန်တော်ဒီမှာ color ဆိုတဲ့ class ကိုခေါ်မယ်ပြီးရင်ကျွန်တော် green ပေးကြည့်မယ် green ပေါ့ကျွန်တော်ဒီ Android တို့ Java တို့မှာဆိုရင်တော့ class တစ်ခုကို import အကြောင်းရေးပေးဖို့လိုတယ်ကျွန်တော် Flutter မှာဆိုတော့ DAT မှာဆိုရင်တော့ export လုပ်ထားရင်တစ်ခုခေါ်လိုက်ရပြီဒါပေမဲ့ကျွန်တော်Java တို့ calling တို့မှာအရာတစ်ချက်တစ်ခုတော့ရှိတယ် import တွေအများကြီးဖြစ်နေမယ်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ဒီ control တစ်ချက် import လုပ်လိုက်မယ်ဒါပေမဲ့ green ဒီကျွန်တော်တို့ကအကြီးနဲ့ဖြစ်ရမယ်နော်ရှေ့ဆုံးစလုံးက okay ပြီးရင်ကျွန်တော်တို့ run လိုက်မယ် run လိုက်ရင်ကျွန်တော်တို့စာအနက်ရောင်မှာစေးရောင်ပေါ်လိုက်မယ်အနက်ရောင်တော့ဘာဖြစ်လို့အနက်ရောင်ပေါ်နေရလဲဆိုတော့ကျွန်တော် scaffold widget က tag တင်းယူထားတယ်ဆိုရင် background ဒီအမဲဖြစ်မယ်အပေါ်ကဟာဒီအဖြူဖြစ်ရမယ်ပေါ့နော်သူ့ပေါ်မှာပေါ်မယ်စာတို့ icon တို့ကပေါ့နော် okay အဲ့ဆိုကျွန်တော်တို့ကိုယ်ပိုင် font တွေလည်းထည့်သုံးလို့ရလားဆိုတော့ရတယ်ပုံမှန်တိုင်းဆိုတော့ဒါ Android မှာ Roboto ဆိုတဲ့ font ကိုသုံးတာဖြစ်တယ် Roboto ဆိုတာဒါ material design မှာ default ပါတဲ့အားဖြစ်တယ်အဲ့ဒါကလို့ကိုက multi platform ရေးရဆိုတော့ iOS မှာဆိုတော့ San font သုံးတာပေါ့နော် San Francisco ဆိုတဲ့ font ပေါ့ okay အဲ့ဆိုကိုပိုင် font တွေထည့်သုံးနေတယ်ဆိုတော့သုံးလို့ရတယ်အဲ့ဆိုအလွယ်ဆုံးအနေနဲ့ကျွန်တော်ဒီ Google ရဲ့ Google font ပေါ့နော်ဒီမှာ font တော့ google.com ဆိုတာဝင်လိုက်မယ် maybe နည်းနည်း true ဆန်းဆန်း font လေးတစ်ခုထည့်ကြည့်မယ်ပေါ့နော်ကျွန်တော်ဒီမှာ Q ဆိုတာလေးကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ဒီ font ကိုတစ်ချက်ရွေးကြည့်မယ်နော်ဒီမှာ BOREN ဆိုတဲ့ font okay အဲ့ဒါကိုကျွန်တော်တစ်ချက် download ဆွဲလိုက်မယ် Gap font ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ download ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်download all ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီ download folder လေးကိုသူရောက်သွားလိုက်မယ်ကျွန်တော် zip file ကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးရင်သူထဲကိုဝင်လိုက်မယ်ဟောကသူ font family ဘယ်နှခုပါလဲဆိုတော့ font family က3မျိုးပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာမူရင်းဟာတစ်ခုပဲယူလိုက်မယ်အဲ့ font ကိုကျွန်တော်တစ်ချက် copy ကူးလိုက်မယ်ကူးပြီးရင်ဘယ်မှာထည့်ရမလဲဆိုရင်ကျွန်တော်တို့ font တို့ photo တို့ icon တို့ဆိုရင် resource folder ထဲမှာထည့်ရတယ်ဒါပေမဲ့ create လုပ်တဲ့နေရာမှာလည်းသတိထားဖို့လိုတယ်ဒီ okay ပြီးရင်ကျွန်တော်ဒီ RESF folder ပေါ်မှာ right click တစ်ချက်နှိပ်လိုက်မယ်ပြီးရင် new ဆိုတော့တစ်ချက် select လုပ်မယ်ပြီးရင်ကျွန်တော်ရွေးပြရမှာတော့ Android resource directory ကိုရွေးပြရမှာဖြစ်တယ်ကျွန်တော်ရိုးရိုးဖိုတာဖြစ်တဲ့ directory ကိုရွေးပြမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ code ကနေလမ်းပြီးတော့ကျွန်တော်တို့ font ကို access လုပ်လို့ရအောင်မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီ Android resource directory ဆိုတော့ရွေးလိုက်မယ်ပြီးရင်ကျွန်တော် resource type တွေတော့မျိုးမျိုးရှိရပေါ့အရင်တော့ကျွန်တော်ဒီ XML နဲ့ရေးတဲ့ layout တွေ value တွေလည်းရှိရတဲ့အတွက်ပေါ့နော်အဲ့ဆိုကျွန်တော်အဲ့ value ဆိုတော့ dot down မှာတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးအပေါ်ကိုသွားမယ်သွားပြီးကျွန်တော်တို့ကအခု font ထည့်မှာဆိုတော့ font ဆိုတော့တစ်ချက်ရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်okay တစ်ချက်နှိပ်လိုက်မယ်အဲ့ဆိုကျွန်တော်မှ font ဆိုတဲ့ဖိုတာလေးရလာပြီအဲ့ဆိုကျွန်တော်ခဏ copy ကူးခဲ့တဲ့ font လေးဒီမှာထည့်လိုက်မယ်တကယ်လို့ကိုက font တွေအများကြီးသုံးချင်တယ်ဆိုတော့အများကြီးထည့်လို့ရတယ်ပေါ့မဟုတ်ကျွန်တော် regular တစ်မျိုးပဲထည့်လိုက်တယ်ဘာလို့အဲ့ဒါတက်နေလဲဆိုတော့ဒီ font name ကိုကျွန်တော်အသေးနဲ့ပေးခိုင်းတာပေါ့နော်ကျွန်တော်ဒီမှာအကြီးရပါနေတဲ့အတွက်ကြောင့်ပေါ့အသေးကိုသူက underscore သုံးချင်လဲသုံးလို့ရတယ်အဲ့ဆိုကျွန်တော်ဒီမှာ underscore နဲ့ပဲရေးလိုက်မယ် BOREN regular ပေါ့နော်okay အဲ့ဆိုအဲ့ဒါမတက်တော့ဘူးအဲ့ဆိုသုံးလို့ရပြီ okay အဲ့ဆိုကျွန်တော်တို့ရဲ့ဒီ tag compose ဘေးကနေဘယ်လိုခေါ်သုံးမလဲဆိုရင်ဒီမှာကျွန်တော်တို့ font family ဆိုတာရှိတယ် font family ဆိုတဲ့ function ကိုခေါ်လိုက်မယ် okay ကျွန်တော်ဒီ tag compose စပယ်ထဲမှာရှိတဲ့ဒီ style ပေါ့နော်ဒါ style နဲ့ပတ်သက်တဲ့ function တွေကကြောင့်ဘာ function လဲဆိုတော့ဒီမှာဝင်ကြည့်လို့ရတယ်သူကကြောင့် stable function တွေဖြစ်တယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့မှာ font ကလည်းတစ်ခုပဲရှိတာဆိုတော့တစ်ခုထည့်လိုက်မယ် font ဆိုပြီးတော့မှကျွန်တော် r.font. bold regular ဆိုပြီးထည့်လိုက်မယ် okay အမှကျွန်တော်နှစ်ခုသုံးခုထည့်ချင်တယ်ထည့်လို့ရတယ်ဥပမာ bold တို့W400 တို့အဲ့လိုထည့်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ font family ကလက်ခံတာ array ပေါ့နော် var လက်ခံတာဖြစ်တဲ့အတွက်နောက်ထပ် font တစ်မျိုးထည့်ခြင်းထည့်လို့ရသေးတယ်ဒါပေမဲ့ကျွန်တော်တို့ font ဖူတာထဲမှာတစ်ခုပဲရှိရဖြစ်တဲ့အတွက်ဒီမှာတူတဲ့ဟာနှစ်ခုမထည့်တော့ဘူးပေါ့နော်ပြီးရင်ကျွန်တော်ဒီ code တွေကိုတက်တက်ရက်ဖြစ်ချင်တယ်ဆိုရင်လည်းလုပ်လို့ရတယ်။မှာကျွန်တော်တို့ setting ထဲမှာ save to format ဆိုတာလည်းရှိရအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီမှာ code ပေါ်မှာသွားပြီးတော့ reformat ကုန်နေလိုက်ဒါဆိုရင်တက်တက်ရက်ဖြစ်သွားလိုက်မယ်။ okay အဲ့ဒါဆိုကျွန်တော်နောက်တစ်ခေါက်ပြန် run ကြည့်မယ်ကျွန်တော်တို့ရဲ့ font apply ဖြစ်လာမှဖြစ်လာပေါ့။ကျွန်တော်ရဲ့ font ဘယ်လိုပေါ်မလဲဆိုတော့ဒီမှာစမ်းကြည့်လို့ရတယ်ဒီမှာ font နဲ့တော့သွားပြီးတော့နှိပ်ကြည့်လိုက်ဒီမှာဒီလိုပေါ်မှာဖြစ်တယ်ပေါ့နော်။ okay အဲ့ဒါဆိုကျွန်တော်ဒီမှာတစ်ချက် run လိုက်မယ်။ run လိုက်ရင်ခဏကျွန်တော်ဒီ second ပိုင်းကြာရင် emulator ပြန်ပွင့်လာမယ်ပွင့်လာရင်ကျွန်တော်တို့ခဏထည့်ခဲ့တဲ့ font တိုင်းဒီမှာပေါ်နေပြီပေါ့ okay အဲ့တော့ကျွန်တော်ဒီ font size ပြောင်းတာတည်ပြီ color ပြောင်းတာတည်ပြီနောက်တစ်ခါ family ပြောင်းတာတည်ပြီ okay ဒါကကျွန်တော်တို့အသေးထည့်ပြီးပြောင်းတာပေါ့ဒါဒီတစ်ခုပဲတက်ဆိုင်လာဖြစ်တယ်အဲ့လိုမျိုးဖွင့်နေကျွန်တော်တို့က application တစ်ခုတော့ share သုံးခြင်းကြောင့်ဘာဘယ်ထဲမှာသွားရေးရမလဲဆိုတော့ theme ထဲမှာသွားရေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော် theme ဖိုတာတွေကိုတစ်ချက်သွားလိုက်မယ်ကျွန်တော်မှာ original typography ဆိုတဲ့file လဲပါပြီးသားဖြစ်တယ် column file ပေါ့သူက default လဲပါပြီးသားဒီမှာ body left ဆိုတာပါပြီးသားပေါ့ okay အဲ့ခဏကျွန်တော်ပြောသလိုပဲကျွန်တော်တို့မှာfont 15မျိုးရှိရပေါ့နော်အဓိကအဖြစ်5မျိုးရယ်ကျွန်တော်တို့ကတစ်မျိုးစီမှာ3မျိုးရှိရပေါ့ဒီမှာ title ရှိတယ် label ရှိရနောက်တစ်ခါ display ရှိတယ်ပေါ့ okay အဲ့တော့ကျွန်တော်ဒီမှာ title small လေးတစ်ချက်သုံးကြည့်မယ် title small ပေါ့နော် title small assign text style ဆိုပြီးတစ်ချက်ခေါ်လိုက်မယ်ထည့်မယ်ဆိုတော့ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော် font family assign
font family ပေါ့ကျွန်တော်ခဏထည့်ခဲ့တဲ့ဟာကိုသုံးမယ် font ဆိုပြီးတော့မှကျွန်တော် r တော့ကျွန်တော်ဒီမှာ font လည်းအရင်သိအောင်တော့လုပ်ဖို့လိုတယ်အဲဆိုကျွန်တော် font တစ်ချက် import လုပ်မယ် import လုပ်တဲ့နေရာမှာလည်းသတိထားဖို့လိုတယ်ကျွန်တော် compose ဟာကိုလုပ်ရမှာဖြစ်တယ်ပြီးရင်ကျွန်တော် r လည်းတစ်ချက် import လုပ်ဖို့လိုတယ် r တော့ပေါ့နော် r တော့ font တော့အဲ့ဒါမျိုးတစ်ချက်ရလိုက်မယ်ပြီးရင်ကျွန်တော် r ကိုတစ်ချက် import လုပ်မယ် okay r ကျွန်တော်တို့ android ကျွန်တော်တို့ရဲ့ project name တွေက r ဖြစ်ရမယ်ပြီးရင် r တော့ပြီးရင်ကျွန်တော်တို့ font တော့ bore regular ပေါ့ okay အဲ့ဆိုကျွန်တော်ဒီ title small ကိုသုံးမယ်ဆိုရင်ဒီ font auto ဖြစ်သွားလိုက်မယ် okay ပြီးရင်ကျွန်တော်နောက်မှာ comma တစ်ချက်ခံမယ် color လေးတစ်ချက်ပြောင်းလိုက်မယ် color ဆိုပြီးတော့မှ sorry ပါကျွန်တော်ဒီ font family မဟုတ်ဘူး text style နဲ့မှာပဲပေါ့နော် color ဆိုပြီးတစ်ချက်ပြောင်းလိုက်မယ် color ဆိုပြီး color တော့ကျွန်တော်ဒီမှာတော့ဘာသုံးမလဲဆိုရင် blue တစ်ချက်သုံးလိုက်မယ်ပေါ့နော် blue blue ပေါ့ပြီးရင်ကျွန်တော် color ကိုတစ်ချက် import လုပ်လိုက်မယ် okay import လုပ်တဲ့မှာလည်း compose color ကိုပဲသုံးမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ code တွေကိုတစ်ချက် reformat လုပ်လိုက်မယ် okay အဲ့ဒါဆိုကျွန်တော်ဒီ typography ထဲမှာရှိတဲ့ font style တွေကိုခေါ်သုံးခြင်းတယ်ဆိုဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီထဲမှာလည်းကျွန်တော် tag ထဲမှာလည်း text style ဆိုတဲ့ property ပါပြီးသားဖြစ်တယ် style ပေါ့ text style ပေါ့ text style ထဲမှာကဒီ font weight တွေ color တွေလုပ်လို့ရတဲ့အတွက်ဒီမှာမခေါ်ခြင်းလည်းရတယ်ဒီမှာ text style တစ်ခုရှိရင်ကိုအများကြီးခေါ်လို့ရပြီ okay အဲ့ text style ကိုကျွန်တော်တို့ကဒီကိုယ့်ကိုအသေးပြန်ပေးခြင်းလည်းပေးလို့ရတယ်ဒီမှာပေးတယ်လို့ပေါ့ okay အဲ့လိုမပေးတော့ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင် theme မှာကြော်ညာထားတဲ့ဟာကိုခေါ်သုံးခြင်းလည်းဆိုရင်ဘယ်လိုသုံးလို့ရလဲဆိုတော့ material theme ပေါ့နော် material theme တော့ typography တော့ကျွန်တော်ခဏရေးခဲ့တာပါလဲဆိုတော့ဒီမှာကျွန်တော်ကိုယ်တိုင်ရေးခဲ့တာဒီ title small ဖြစ်တယ်အဲ့တော့ကျွန်တော် title small ဆိုတာကိုကျွန်တော်တစ်ချက်ခေါ်လိုက်မယ်ပြီးရင်တော့မှာ comma လေးတစ်ချက်ထည့်မယ်ပြီးရင်ကျွန်တော်တစ်ချက် run ကြည့်မယ်ကျွန်တော် blue နဲ့ပေးခဲ့တာဖြစ်တယ်အဲ့ဒါကြောင့် blue color လေးဖြစ်လိုက်မယ် blue color လေးဖြစ်တယ်မမြင်ရဘူးပေါ့နော် blue ဆိုတော့တိတ်ပြီးတော့ okay ပြီးရင်ကျွန်တော် title small ဆိုတဲ့အတွက် font size ကတော့လည်းသေးမယ်ပြီးရင်ကျွန်တော်သုံးခဲ့တဲ့ font ဖြစ်တယ်အဲ့ဒါကျွန်တော် color ကိုတစ်ချက်တော့ပြင်လိုက်မယ် blue နေရာမှာ white လို့ပြောင်းလိုက်မယ် WHIT white ဘာလို့ဆိုကျွန်တော်တို့ကဒီအမဲပေါ်မှာဆိုရင်အဖြူကအမြင်ရဆုံးပဲပေါ့နော်ပြီးရင်ကျွန်တော်တစ်ချက် run လိုက်မယ် okay run လိုက်ရင်ကျွန်တော်ဒီမှာပေါ်လာပြီ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ title small ကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်သုံးထားတဲ့ default font family မြင်ရမှာဖြစ်တယ်တကယ်လို့ဒီ body large ကိုခေါ်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းမှာ original ပါတဲ့ကျွန်တော်ဒီ roboto font မှာမြင်ရမှာဖြစ်တယ်ပေါ့နော် okay ဒါဆိုရင်ဒါ text widget မှာပါတဲ့အခြေခံသဘောတရားလေးပေါ့အဲ့ဆိုကျွန်တော်ဗာသိထားရမလဲဆိုရင် text မှာဆိုရင် text site တွေကိုခေါ်သုံးခြင်း SP ဆိုတာကိုသုံးတယ် scale independent pixel ပေါ့နော်နောက်တစ်ခါကျွန်တော်ဒီ text ကို style ပြောင်းခြင်းအထဲမှာfont size တွေပါတယ်နဲ့ကျွန်တော်တို့ head code တက်ပေးပြီးတော့ပြောင်းခြင်းနဲ့ပြောင်းလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီ text style ကနေခေါ်ပြီးတော့မှ global ပေါ့ global typography ကိုခေါ်သုံးခြင်းနဲ့သုံးလို့ရတယ် okay အဲ့ဒါကျွန်တော်နောက်ထပ် parameter ရှိသေးတယ်ဘာလို့ဆိုတော့ဒီကျွန်တော် overflow လို့ပါလို့ရှိသေးရပေါ့နော် overflow လို့ underline လို့အဲ့ဒါလည်းရှိတယ်ကျွန်တော်ဒီမှာ text overflow ပေါ့ text overflow တော့ visible illicit clip ပေါ့အဲ့ဒါတော့ဘာလဲဆိုတော့ဒီမဆန်းတော့ဘူးဆိုရင်illicit ဆိုရင်နောက်ဆုံးတတ်မှတ်တဲ့ဟာရှိရပေါ့နော် okay အဲ့ဒါရောက်တဲ့ game viewer တော့ခဏချန်ထားလိုက်မယ်ဒါဆိုကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ ဘာလေးလာခဲ့ရဆိုရင်ကိုပိုင် composable function တခုစပြီးတော့ရေးတယ်ပြီးရင်သူ့ကိုကျွန်တော်ဒီ preview မှာလည်းကြည့်လို့ရမယ်ပေါ့နော်ပထမဆုံးအနေနဲ့လေ့လာခဲ့တာတော့ scaffold widget ဖြစ်တယ် scaffold widget ဆိုတာဘာလဲဆိုတော့ဒီမှာ app bar တော့သုံးလို့ရတယ်အဲ့ဒါနောက်သင်ခန်းစာမှာလေ့လာမယ်ပြီးရင် box widget ပေါ့ box widget ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီwidth တွေ height တွေ padding တွေပေးရပေါ့ဒီမှာကျွန်တော် padding သုံးပြထားတယ်ပြီးရင်ကျွန်တော် background color တွေတစ်ချက်ထည့်ပြမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒီကျွန်တော် width တွေပါလေပေးခြင်းနဲ့ပေးလို့ရတယ်မှာ width ပေါ့ကျွန်တော်900လောက်ပေးကြည့်လိုက်မယ်900ပေါ့နော်900တော့ dp ဆိုတာပေးရမယ်ကျွန်တော် width height ဆိုရင်ပေါ့နော်နောက်တစ်ခါ height ကိုကျွန်တော်တစ်ချက်ပေးလိုက်မယ် height ကိုလည်းကျွန်တော်900ပေးလိုက်မယ်500.dp ပေါ့နော် okay ပြီးရင်ကျွန်တော်တို့ background color လေးလည်းကျွန်တော်တစ်ချက်ပေးမယ် color background ပေါ့နော်background ဆိုရင်မှကျွန်တော် color တော့ကျွန်တော်ဗာပေးမလဲဆိုရင်ဒီမှာ blue ပေးကြည့်မယ်ကျွန်တော်နော် okay ပြီးရင်ကျွန်တော်တစ်ချက် run လိုက်မယ်ဒီ run line မှာအပြာရောင်ဒီတောင်ကွက်လေးပေါ်နေလိုက်မယ်ပေါ်width 900 height 900ပေါ့ပြီးရင်ကျွန်တော်တို့ဒီ background color blue ပေါ့နော် okay ဒါကတော့ကျွန်တော် box widget ပေါ့နော် okay အဲ့ဒါကျွန်တော်နေ့သင်ခန်းစာမှာလေ့လာခဲ့ရတော့ text widget ပေါ့နော် text widget မှာအထက်မှာကျွန်တော်ဒီ material design မှာ typography ဘယ်နှမျိုးရှိလဲလေ့လာခဲ့တယ်ပြီးရင်ကျွန်တော်တို့ကိုပိုင် font family ပြောင်းသုံးတဲ့ဒီလေ့လာခဲ့တာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်နောက်သင်ခန်းစာမှာဒီ dp တို့ sp တို့ unit တွေအကြောင်းကိုတစ်ချက်လေ့လာကြည့်တော့မှာဖြစ်ပါတယ်ဒါမျိုးကျွန်တော်ဒီမလိုအပ်ဖက်နဲ့ import လုပ်ထားရရှင်းရင်တော့ဒီပေါ်မှာကျွန်တော်ပေါက်လေးတစ်ချက်တင်ပြီး order enter နှိပ်ပြီးတော့ organize import လုပ်လိုက်ရင်ဒါလိုအပ်တဲ့ဟာတွေပဲကြံခဲ့မှာဖြစ်တယ်ပေါ့နော် okay အဲ့ဒါကျေးဇူးတင်ပါတယ်